ကျွန်တော်တို့တွေမြင်တွေ့ခံစားခဲ့ကြရတဲ့ဒေဗဂျီကားထဲမှာဆိုရင်လွန်ခဲ့တဲ့နှစ်အနေငယ်ကကွယ်လွန်လို့သွားခဲ့ပြီဖြစ်တဲ့ထိုမျိုးသားရဲ့ဇနီးတဲ့အားဆိုရင်ဆွဲလန်းစိတ်ဇော်တစ်ခုကြောင့်ချီရတဲ့လူနာမှာဝိညာဉ်တကောင်အဖြစ်နဲ့တွေ့ကလို့နေခဲ့တဲ့မြင်ကွင်းလေးတစ်ခုကိုပုံဖော်လို့ထားခဲ့တာလည်းဖြစ်ပါတယ်။ Spirit လို့ခေါ်တဲ့ဒေဗဂျီကားဆိုရင်1885ခုနှစ်ကပြင်သစ်ပတီဆရာ George Bow ရဲ့တည်ဆုံးခြင်းနဲ့ရှင်တန်ခြင်းကြားမှာဆွဲလန်းစိတ်ဇော်တစ်ခုကြောင့်တွေ့ကလို့နေခဲ့တဲ့ဝိညာဉ်မာလေးတရားရဲ့ဖြစ်ကိုလေးလေးနက်နက်ပုံဖော်ထားခဲ့တဲ့ဂျီကားတစ်ချက်လည်းဖြစ်ပါတယ်။